ဒီချစ်စရာကောင်းတဲ့မြောက်သေးသေးလေးကခမားတို့တတ်နိုင်နေဆိုရင်ယုံကြလားဒီကောင်ကိုတော့ကျွန်တော်တို့ slow loris လို့ခေါ်တယ်ပေါ့နော်မြန်မာလူကတော့ကျွန်တော်တို့မြောက်လေပွေလို့လည်းလူတော်တော်များများအသိများတယ်အဲ့တော့ဒီကောင်ကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာနေရာတော်တော်များများမှာမြင်ရတယ်ပေါ့နော်ကျွန်တော်တို့နေပြည်တော်တို့ဒီပဲခူးတို့မှာအစားဒီကောင်တွေကိုမြင်ရတယ်ပေါ့နော်ကျွန်တော်တို့နယ်ဒီမှာလည်းဒီကောင်အကိုက်ခံရဘူးတဲ့သူတွေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ comment ထဲမှာဟာငါလည်းအကိုက်ခံဘူးတယ်ဆိုပြီးတော့ဘာမှမဖြစ်ဘူးဆိုပြီးတော့ comment တွေလာတော့မှကျွန်တော်ကြိုသိတယ်အဲ့တော့ဒါလေးကိုတစ်ချက် show လိုက်အော်တော့ကျွန်တော်တို့ဒီ brachial glands လို့ခေါ်တယ်ပေါ့နော်ဒါကတော့သူ့ joint မှာရှိတဲ့ဒါ armpit မှာရှိတဲ့ဒီ glands လေးတစ်ခုပေါ့နော်အဲ့ gland မှာအဆိပ်ထုတ်တာဖြစ်တယ်အဲ့အဆိပ်ကိုမှဒီကောင်တွေကပါးစပ်မှာတုံလိမ့်ပြီးမှဒါဒီကောင်တွေကအဆိပ်ရှိနေခြင်းဖြစ်တယ်ကျွန်တော်တို့မွေးတွေလိုမျိုးပေါ့နော်ဒီကောင်တွေကတတွေးကနေအဆိပ်ရှိတာမဟုတ်ဘူးဒီ joint ကဟာကိုဒီကောင်တွေပါးစပ်မှာဒီမျိုးတုံလိမ့်ပြီးမှလာအဆိပ်ရှိလာတာဖြစ်တယ်ဆိုတော့တခါတလေကျွန်တော်တို့နယ်ဒီမှာဒီကောင်တွေနဲ့တွေးတဲ့အခါကျကောက်ကင်လိုက်လို့ရှိရင်အကိုက်ခံရတယ်တချို့အကိုက်ခံပေမဲ့ဘာမှမဖြစ်ဘူးအဲ့ဒါဘာလို့လဲဆိုတော့ဒီကောင်တွေဒီဟာကိုတုတ်ချိန်မရလိုက်ပဲနဲ့တန်းကိုက်လိုက်တဲ့အခါမှာဒီကောင်သွားနဲ့ပဲကိုက်လိုက်တဲ့အတွက်ကြောင့်အစိတ်မမိသွားခြင်းဖြစ်တယ် doesn't mean that they're not venomous okay 2012ခုနှစ်ကသူပေါ့နော်သူကတော့ဒါကျွန်တော်တို့ biologist ဖြစ်တယ်အဲ့တော့သူကဒီတဘာဝထဲမှာ2012ခုနှစ်ကအကိုက်ခံရဘူးတယ်ဒါပေမဲ့သူအကိုက်ခံရတဲ့အချိန်မှာမျက်နှာကြီးရောင်တက်လာတယ်အသက်ရှူကကြက်လာတယ်တေးမလို့ဖြစ်တယ်ဒါပေမဲ့သူ့နားမှာပေါ့နော်ဒီallergy ဖြစ်လို့ရှိရင်ထိုးတဲ့အိတ်ဆေးရှိတယ်အဲ့အကြောင်းမလို့သူအဆင်ပြေသွားခဲ့တယ်ဒါပေမဲ့ဒီ slow loris ကြောင့်သူပြီးတော့နောက်ထပ်တစ်ယောက်အကိုက်ခံရဘူးတယ်အစိတ်တုံလိမ့်ပြီးတော့အဲ့တစ်ယောက်ကတော့သေသွားဘူးတယ်ပေါ့နော်ဒီဗီဒီယိုကတော့ကျွန်တော်တို့တော်တော် viral ဖြစ်တယ်ပေါ့နော် internet မှာဟာတော်တော်လေးချစ်ဖို့ကောင်းတယ်ဆိုပြီးတော့ no you see this that's their venom gland နောက်လေပွေတွေကပေါ့နော်ကျွန်တော်တို့ဒီ primate တွေထဲမှာကျွန်တော်တို့လိုဒီမြောက်မျိုးနွယ်ဝင်တွေထဲမှာတစ်ခုတည်းသောအစိတ်ရှိတဲ့အမျိုးအစားဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကတော့ဒီကောင်ကြီးရဲ့သွားပုံစံပေါ့နော်ဒီမှာမြင်ရမယ်ဆိုလို့ရှိရင်ဒီမှာသူ့ရဲ့သွားပုံစံပေါ့နော်ဒီကောင်လေးမှာအမျိုးအစားတွေကလည်းအများကြီးရှိတယ်မြင်တဲ့အတိုင်းပဲပေါ့နော်အဲ့တော့မြန်မာမှာကတော့ဒီဘက်ကတောင်ဆုံးကအမျိုးအစားရယ်အဲ့အမျိုးအစားရှိတယ်ပြီးတော့ဒီကောင်လည်းရှိနေနိုင်တယ်ပေါ့နော်ဒီ Sunder slow loris ဆိုတဲ့နှစ်မျိုးရှိနေနိုင်တယ်ဒါပေမဲ့ဒီတစ်မျိုးကတော့လုံးဝ confirm ပေါ့နော်ဆိုတော့နောက်တစ်ခါတွေ့တယ်ဆိုလို့ရှိရင်သူ့လိုမျိုးကတော့မှမကင်မိပါစေနဲ့ဘာလို့လဲဆိုတော့သူကဒါအရင်ဖြစ်နိုင်တယ်ပေါ့နော်ဒါအိမ်မှာမွေးရတာကြားတဲ့ကောင်မလို့ဒါကင်လို့ရတာဖြစ်နိုင်တယ်တဘာဝကောင်အဲ့လိုကင်လိုက်လို့ရတော့ bro you're cooked okay you're literally cookedဆိုတော့နောက်တစ်ခါကျွန်တော်တို့ဒီလိုမျိုး Pokemon ရုပ်လေးနဲ့မြောက်ကလေးတွေတော်ထဲမှာတွေ့လို့ကောက်ကိုက်ကျင်တယ်ဆိုလို့ရှိရင်တော့နှစ်ခါပြန်စဉ်းစားသင့်တယ်လို့ကျွန်တော်အကြံပေးခြင်းတယ်ပေါ့နော်ဆိုတော့ yep ဒီတစ်ခါတော့ဒီလောက်ပဲနောက်လဲဒီလိုမျိုး content တွေထပ်လာမှာဖြစ်တဲ့အတွက်ကြောင့်ကြိုက်နေတတ်တယ်ဆိုလို့ရှိရင်တော့ follow လုပ်ပါဘူးမမေ့ပါနဲ့ဆိုတော့ yep peace